လာပါညီမလေးအခုကဘလို့ဖြစ်တာလဲညီမအမကူညီတောင်းလာတာပေါ့နော်ဒီနေ့ညီမလေးဟုတ်ကဲ့ပါအဲ့လေကျွန်တော်တို့တူတယ်ပေါ့တို့မြန်မာနိုင်ငံကနေပြီးတော့တက်လာပေါ့တက်လာတဲ့အချိန်မှာအမကူဒီပေါ်ရောက်တော့ကအဲ့လိုမျိုးပေါ့ရှေးဖမ်းမိသွားတာရဖမ်းမိပါတယ်ဟုတ်အဲ့ဒါကိုပွဲစားမကူညီမလုပ်ပေးဘူးလားဟုတ်တယ်မပွဲစားမလုပ်ပေးဘူးဟုတ်အဲ့ဒါနဲ့အမကိုဘာမှတွေးတာလဲအမတစ်တော့မှာတွေးတယ်သူရတဲ့ကူညီထားတာသူများလေးကူညီထားတာလို့တွေးလို့ကူညီတောင်းအော်ဒါမနင်ကနေထိုင်းတက်လာရေဘက်ကနာတာပွဲစားနဲ့တက်လာပွဲစားဘာမှမလုပ်ဘူးဒါအဲ့လိုဒုက္ခရောက်တဲ့ပုံစံမျိုးကူညီတောင်းလာတယ်အခုကညီမတို့ကအမလိုက်ကူညီပေးမယ်ဒါပေမဲ့အမအတွက်စကပြန်ကလည်းပေးစရာမလိုဘူးအချိန်ကုန်ကလည်းပေးစရာမလိုเนาะအမလိုက်ကူညီပေးတယ်ဒါပေမဲ့ကားတော့စီထည့်ပေးရတယ်เนาะကားတော့စီထည့်ပေးစကပြန်ကလည်းမလိုဘူးမြန်မာနိုင်ငံတက်လာတဲ့လူတွေပေါ့နော်ပွဲစားကောင်းနဲ့တက်ကြပါနော်အမခံရှိတဲ့ပွဲစားနဲ့တက်ကြပါနော်အခုပွဲစားပြည့်သွားလို့ဒီမှာအမျိုးတွေစိတ်ပူနေလို့အခုထောင်ကျနေတယ်အဲ့ဒါကိုသွားကြည့်မယ်ချင်းမိုင်ပါပေါ့နော်ကျမအနေနဲ့လာကူညီပေးခြင်းဖြစ်တယ်နော်ဘယ်အခကြေးငွေမှမယူဘူးပေါ့နော်ကားတော့စီထည့်ခိုင်းတယ်ပေါ့နော်ကျမတော့ဘာမှမယူပါဘူးရှင်တကယ်လို့တက်လာမယ်ဆိုရင်အမခံရှိတဲ့ပွဲစားနဲ့ပေါ့တက်ကြပါနော်အမခံရှိတဲ့ပွဲစားပတ်ဆိုင်ယူပြီးတော့ပြစ်သွားတဲ့ပွဲစားတွေနဲ့တိတ်တိတ်ချာချာကြည့်ပြီးတက်ကြပါနော်ပတ်ဆိုင်ယူပြီးတော့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးပြစ်သွားကြတော့တယ်ပေါ့နော်အဲကြောင့်တော်သေးရောဒါသူကုညီမဲအမတယောက်တူလို့ဒါဒုက္ခရောက်တဲ့လူကလည်းဖုံးပါတယ်တစ်တော့တုံနေတစ်တော့တယ်မှာကုညီမဲလို့တွေ့ပြီးသူတို့ဆက်သွယ်တဲ့သဘောမှရှိတယ်သူဆက်သွယ်ပြီးဒီမှလာကုညီပြအောင်ဒီအပုံတန်ပဲတော်များလည်းကုညီပြတော့ဒီမှာဒီမှပုံနဲ့ကြည့်ပြောချင်တာကတော့မြန်မာနိုင်ငံသားအားလုံးကြည့်ကြပါတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ပွဲစားဖြစ်ရလားလို့အခုဆိုရင်ပြည့်သွားတယ်ပေါ့နော်ထောင်ကြတာနဲ့ဖမ်းမိတာနဲ့လမ်းမှာပြစ်ပြီးသွားလိုက်တယ်ပွဲစားပြစ်ပြီးပြေးသွားပါတယ်နော်အမအနေနဲ့လိုက်ကူညီပေးမယ်မနေ့ပြန်တကယ်လို့ညီမတို့ပြန်မလာရဘူးဆိုလည်းအမခုမှအဲ့ဒီကူညီပေးမယ်အမမှလည်းအလုပ်ကိစ္စလေးတွေဝက်ပါမေးရမကိစ္စလေးတွေရှိတယ်ဒါပေမဲ့အမအလုပ်ပြစ်ပြီးတော့ညီမတို့လောက်ကူညီပေးတယ်နော်အဲ့တော့ထိုင်းသွားမယ်တခြားနိုင်ငံသွားမယ်ဆိုရင်ထိုင်းမယ်သွားမလေးရှားပဲတော့ဒီအော့လန်နေသွားတယ်လူတော်တော်အနေများပါတယ်တော်တော်လေးအနေများကိုဒီဂျပန်ကနာတို့ဒီထောင်ကြတာဆိုရင်ပွဲစားတွေဘယ်သူမှလိုက်ပြီးကိုလိုက်မနှုတ်ဘူးဒုက္ခခံပြီးလိုက်မနှုတ်ဘူးဒါသူတို့ဒီလိုပုံစံနဲ့ဒုက္ခရောက်လာသူတို့ဒါလဲတဲ့လူမလို့ဒီလိုတစ်တော့ဘောနေရချိတ်ဆက်ပြီးဆက်သွင်းနေကိုကြီးလမ်းတောင်းနေအဲ့လိုလမ်းတောင်းတာကိုကိုကြီးလမ်းတောင်းလိုက်တဲ့သဘောကိုကြီးရပါဆိုတဲ့သဘောဒါတော်တော်လေးကံကောင်းတယ်လို့ပြောမှာဒါချို့ဆိုလို့ရှိရင်ဘယ်လိုမှဒုက္ခကြလည်းမသိဘူးပေါ့နော်တစ်ပတ်တန်ဒီတစ်လတန်ဒီတော်တော်လေးဒုက္ခတွေလည်းရှိကြမှာပဲဒါတော်တော်လေးလဲလူလေမလို့လူလေထိုင်းရောက်ပြီးရိုးရဲရောက်ပြီးတော့သူတို့ဒုက္ခရောက်တော့ပြန်ပြီးကုညီတောင်းတယ်ကုညီတောင်းတာပေါ့လေလိုင်းဝါလူကုညီပြန်တောင်းကုညီပြီးလူကုညီတောင်းမများတော့ဒီလိုမျိုးဖြစ်ကြတာပါပဲတော်တော်များဒီလိုမျိုးဒုက္ခရောက်ကြတယ်အဲ့လိုဒုက္ခရောက်ကြတာပေါ့ဗီဒီယိုလေးကြည့်ပြီးတခုခုအသိဉာဏ်တခုရပါတယ်ဘူးတူတာတခုရပါတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေး subscribe လေးလုပ်ပြီးတော့တောင်းဆိုပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်နော်